Hi အားလုံးပဲမင်္ဂလာပါ Wins Chinese Flow မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ prep 2အနေနဲ့တရဆိုတဲ့ဥမှုအကြောင်းကို sharing လုပ်ပေးမှာဖြစ်ပါတယ်ဥမှုမှာဆိုလို့ရှိရင်အပိုင်းနှစ်ပိုင်းရှိပါတယ် simple finance ဆိုတဲ့တန်းဥမှုနဲ့ compound finance ဆိုတဲ့ full ဥမှုဖြစ်ပါတယ်တန်းဥမှုမှာဆိုလို့ရှိရင်6လုံးရှိပါတယ်ဘာလို့လဲဆိုတော့ a o y w yဒီရဲ့6လုံးရှိပါတယ်။တိုင်းရင်းဘူးကိုပိုင်နိုင်ပြပြတတ်တာထွက်နိုင်ပြီဆိုမှ compound finance ဖြစ်တဲ့ full ရင်းမှုကိုဆက်လေ့လာဖို့အကြံပြုချင်ပါတယ်။ full ရင်းမှုမှာဆိုလို့ရှိရင်ဒါလေးတွေရှိပါတယ်။ I A W L O U Y Y R ပြီးတော့မှ front nasal sound ဖြစ်တဲ့ N N yin wen yun back nasal sound ဖြစ်တဲ့ ang yin on ဆိုပြီးတော့မှစုစုပေါင်း24လုံးရှိပါတယ်။ကဲဒါလေးတွေကိုပိုင်နိုင်ရဖို့လေ့ကျင့်ဖို့လိုအပ်ပါတယ်။ပြပြတတလေ့ကျင့်ဖို့လည်းလိုအပ်ပါတယ်။ကဲအဲ့ဆိုရင်နောက်ဗီဒီယိုမှာဆက်တွေ့ကြအောင် bye bye